ညောင်ရွက်တွေညောင်ရွက်အညွန့်ခူးနေအမေညာသားကြီးကိုတည်းကတော့မှတခါမစားဘူးညောင်ရွက်ကိုတနေ့ကစားကြည့်တော့မိုက်ညောင်ရွက်ကိုစားတာဆိုတာကြီးကန်းနေလားဗာညာဟိုကိုယ်ပြန်မေးကြည့်ရသေးတယ်ဟုတ်မလဲညောင်ရွက်သူတို့ဘက်အကုန်စားအောင်ဒီမှာညောင်ရွက်စားလို့ရတယ်တဲ့ကူမတိရနော်ဟိုလူဖြစ်တာအသက်30ကျော်30ပြည့်ပြီမှာကူမကျွန်တော်သိရတာဒီမှာဒါပဲဘူတုတပေါ့ဗာညာညောင်ရွက်စားခြင်းပေါ့လေကလာမဲနေကမ္ဘာဘောမဲညောင်ရွက်ခုညောင်ရွက်လေတို့ဒီမှာညောင်ရွက်ကစားစေးကြည့်တယ်ညောင်ရွက်တုတ်ရှိရနော်ညောင်ရွက်တုတ်ရှိတယ်တဲ့ဗာညာလဲငါစားကြည့်အောင်မာရာဘုံမတနာဟာဒီမှာတမိုးရှိတယ်